ကလေးငယ်ဟာပြိုင်ပွဲကိုတစ်ချက်ကြည့်လိုက်ုံနဲ့တင်ကားကအယမ်းမြန်နေပြီးအင်ဂျင်အပူလွန်ကဲနေတာကိုတတိထားမိသွားတယ်။သူကကားမောင်းသမားကိုအဆင့်3အတွင်းဝင်ချင်ရင်အချိန်လျှော့ရမယ်လို့တတိပေးခဲ့ပေမဲ့ကားမောင်းသမားကတော့ကလေးတယောက်ရဲ့စကားကိုလုံးဝအယုံကြည်မရှိဘဲလီဘာကိုသာဆက်နေခဲ့တယ်။နောက်တစ်စက္ကန့်မှာပဲကားမောင်းသမားဟာပြိုင်ပွဲမှာရှုံးနိမ့်သွားပြီးကားကလည်းပြတ်သွားတာကြောင့်ပြင်ဆင်ဖို့လိုအပ်သွားပါတယ်။ဒါပေမဲ့နောက်တစ်ပွဲကချက်ချင်းဆက်တော့မှာဖြစ်တဲ့အတွက်အားလုံးကဘာလို့ရမှန်းမသိဖြစ်နေကြတယ်။အဲ့ဒီအချိန်မှာကလေးငယ်ဟာပြန်ကားပေါ်ကိုလက်တင်လိုက်တာနဲ့ကားတစ်စီးလုံးရဲ့စနစ်တွေကသူ့ဦးနောက်ထဲကိုချက်ချင်းရောက်ရှိလာတယ်။စက္ကန့်ပိုင်းတွင်းမှာပဲသူဟာချိုးရင်းချက်ကိုရှာဖွေတွေ့ရှိသွားပြီး10မိနစ်အတွင်းပြင်ပေးနိုင်ကြောင်းအေးအေးဆေးဆေးပြောလိုက်တယ်။တကယ်တော့ဒီကလေးဟာအဆင့်မြင့်ပြန်ကားမောင်းသမားတစ်ယောက်ကနေပြန်လည်မွေးဖွားလာသူဖြစ်ပါတယ်။သူဟာပြန်ဘက်ရဲ့မနာလိုမှုကြောင့်ကားအက်ဆီဒင့်ဖြစ်ခဲ့ရပေမဲ့ကံကောင်းစွာနဲ့10နှစ်အရွယ်ကလေးငယ်ဖြစ်ပြန်လည်မွေးဖွားလာခဲ့တာပါ။9မိနစ်တောင်မပြည့်ခင်မှာပဲကလေးငယ်ဟာကားအောက်ကနေထွက်လာပြီးကားကိုပြင်ုံတင်မကအင်ဂျင်ကိုပါအဆင့်မြင့်တင်ပေးလိုက်ကြောင်းပြောခဲ့တယ်။ဒါပေမဲ့ဘေးကစက်ပြင်ဆရာကတော့ကလေးကပြဿနာရှာနေတယ်လို့သာထင်ပြီးလုံးဝမယုံခဲ့ပါဘူး။ဒါပေမဲ့ပြန်ပွဲဆက်ဖို့အချိန်ကြီးကပ်လာပြီဖြစ်လို့အမျိုးသမီးဟာကလေးကိုယုံကြည်လိုက်ရပါတော့တယ်။ဒါပေမဲ့အဆင့်မြင့်ထားတဲ့ကားကထင်းကျုပ်ရတာအရန်ခက်ခဲနေတာကြောင့်ပြန်ပွဲဆက်ချင်းမှာပဲသူတို့ဟာတပတ်စာလောက်နောက်ကျကြံရစ်ခဲ့တယ်။အမျိုးသမီးကထိတ်လန့်သွားပေမဲ့ကလေးငယ်ကတော့တီတီငိမ့်ငိမ့်နဲ့ပဲသူ့ညွှန်ကြားချက်တွေကိုလိုက်နာဖို့ပြောခဲ့တယ်။ပြီးနောက်သူတို့နှစ်ဦးဟာပြီးပြည့်စုံတဲ့ကွေးဝိုင်မောင်းနေမှုတွေကိုပြုလုပ်နိုင်ခဲ့လို့ပရိသတ်တွေအံ့ဩသွားကြတယ်။ဒါပေမဲ့ပြန်ဘက်အတင်းကောင်းဆောင်ကတော့သူတို့အတင်းကစက္ကန့်90လောက်ကြိုရောက်နေတာကြောင့်တယော်နေခဲ့တာပေါ့။ဒါပေမဲ့ကလေးငယ်က3ချိန်ဆက်တိုက်ပြီးပြည့်စုံတဲ့ဒရစ်တွေကိုပြုလုပ်ပြလိုက်တဲ့အခါမှာတော့ပြန်ဘက်ခေါင်းဆောင်ပါထိတ်လန့်သွားပါတော့တယ်။သူဟာကလေးငယ်ရဲ့ကားကိုပိတ်ဆို့ဖို့အမိန့်ပေးလိုက်တဲ့အခါမှာတော့အမျိုးသမီးကကားကိုလမ်းဘေးမှာရပ်လိုက်ပါတော့တယ်။အားလုံးကသူတို့လက်လျှော့လိုက်ပြီလို့ထင်နေကြချိန်မှာပဲကလေးငယ်ဟာကားကိုကိုယ်တိုင်မောင်းဖို့ပြင်ဆင်လိုက်ပါတယ်။3မိနစ်လောက်နောက်ကျနေပြီဖြစ်လို့အမျိုးသမီးကစိုးရိမ်နေပေမဲ့ကလေးငယ်ဟာကားတွေကိုတစ်စီးပြီးတစ်စီးကြော်တက်သွားခဲ့တယ်။နောက်ဆုံးမှာတော့သူဟာပထမဆုံးကားနဲ့စက္ကန့်30ကွာဒုတိယနေရာကိုရောက်ရှိလာခဲ့ပါတယ်။ဒါကိုမြင်တဲ့ပြန်ဘက်ခေါင်းဆောင်ဟာသူ့ကားမောင်းသမားကိုအရှိန်မြင့်ဖို့အမိန့်ပေးခဲ့ပေမဲ့ကားမောင်းသမားကတော့နောက်ဆုံးကွေ့မှာသူ့ကိုဘယ်သူမှကြော်တက်နိုင်မှာမဟုတ်ဘူးလို့ယုံကြည်ချက်အပြည့်နဲ့ပြန်ပြောခဲ့တယ်။အမျိုးသမီးကဗရိန်နှင်းဖို့အော်ပြောနေပေမဲ့ကလေးငယ်ကတော့နောက်ဆုံးကွေ့မှာကြော်တက်မယ်လို့ပြောပြီးကားကိုပြန်တက်ကြော်တက်လိုက်ပါတော့တယ်